ပထမဆုံးတွေ့ဆုံတာကျွန်တော်ကဦးဆိုင်လို့ခေါ်ပါတယ်ထိုင်းနိုင်ငံမှာတော့တော်တော်ကြာနေထိုင်ခဲ့ပါတယ်အခု2023ခုနှစ်ဇူလိုင်လပါကျွန်တော်အသက်56နှစ်ရှိပါပြီကျွန်တော်အတွက်တော့အနည်းငယ်ဥတီပြောရင် prostate ကြီးထွားခြင်းကတော့တော်တော်လေးငယ်စဉ်ကတည်းကအသက်40ဝန်းကျင်မှာတည်းက prostate ကြီးထွားခြင်းရဲ့လက္ခဏာတွေရှိလာခဲ့ပါတယ်ဒါကြောင့်15နှစ်ကျော်လောက်ပဲ prostate ကြီးထွားခြင်းနဲ့အတူနေထိုင်လာခဲ့ပါတယ်ပြီးတော့ COVID မတိုင်ခင်ကတော့နှစ်တိုင်းဂျပန်ကိုတွားပြီးအစင်လာစစ်ဆေးမှုတွေလုပ်နေခဲ့ပါတယ်အဲ့ဒီစစ်ဆေးမှုတွေထဲမှာလည်း prostate ကြီးထွားခြင်းအတွက်စစ်ဆေးမှုလည်းပါဝင်ပါတယ်ဒါပေမဲ့ဂျပန်ဆေးရုံတွေဒါမှမဟုတ်ဂျပန်ဆရာဝန်တွေကို prostate ကြီးထွားခြင်းအကြောင်းမေးမြန်းလိုက်ရင်တော့ဒါကတော့မနေရနိုင်ဘူးတသက်လုံးနဲ့အတူနေရမယ်ဆေးတောက်ရင်နဲ့ဘလို့မှတဖြည်းဖြည်းဖလောက်တန်းသွားပါလို့ပဲအမေပြောကြပါတယ်ဒါနဲ့ဂျပန်ဆရာဝန်တွေကအဲ့လိုပြောကြတာဆိုတော့တကယ်ပဲအဲ့လိုပဲဖြစ်နေလားလို့မြဲထင်နေခဲ့ပါတယ်ဒါပေမဲ့လေတလားခွဲလောက်အကြာကမေလလဲလောက်မှာငါကဒီဘန်ကောက်က PNH ဆေးရုံမှာတိုင်းမှာနေတဲ့အခါဘာဖြစ်လဲဆိုရင်ဒီဆေးရုံကိုတုံနေတယ်တခုပြီးနေမကြာသေးခင်ကအိုဒန်တင်းခီကင်းရှင်ကိုဒီမှာလည်းလက်ခံခဲ့တယ်အဲ့ဒီမှာဂျင်းလေးစိတ်ဖြီးတာဖြစ်နေတယ်ဆိုတာသိလာတယ်တကယ်တော့ကိုယ်တိုင်လည်းသိနေပြီးသားပါတယ်ဒါပေမဲ့ငါအနေနဲ့တော့ဒီလိုနဲ့သက်စာလုံးနေကြရမယ်ထင်တယ်ခွဲစိတ်မှုတော့မရှိဘူးထင်ထားတာဟုတ်ပါတယ်အထူးသဖြင့်ဘာမှမပြောခဲ့ပါဘူးဒါပေမဲ့ဒေါက်တာဆန်ချိုင်ကတော့ဂျပန်မှာတော့မရှိသေးဘူးဒါမှမဟုတ်ရှိတယ်ဆိုရင်တော့မကြာသေးခင်ကမှစော့တင်လောက်တာဖြစ်လို့မလုတ်ကြသေးဘူးထင်တယ်ဒါပေမဲ့ထိုင်းမှာတော့အရန်ကောင်းတဲ့ခွဲစိတ်မှုတခုရှိတယ်လို့ပြောပါတယ်ဒါကိုသူကပြောပြခဲ့တာပါဒါနဲ့ဒေါက်တာဆန်ချိုင်ရဲ့ပြောတာကိုကြားပြီးတော့အဲ့လာကိုချက်ချင်းလုပ်နိုင်မယ်ဆိုရင်တော့နားကလည်းစနဟာနဲ့လောက်ဆက်သွယ်နေခဲ့တာတသက်တာတော့ပါဒါကြောင့်ကျေးဇူးပြုပြီးလုပ်ပြပါလို့တောင်းဆိုခဲ့ပါတယ်ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်ပြီးတော့တပတ်ကြာမှခွဲစိတ်မှုကိုလက်ခံခဲ့တယ်အဲ့ဒါကတော့မေလ26ရက်တော့ကြာနေမှဖြစ်ပါတယ်အဲ့ခွဲစိတ်မှုကတော့ဟုတ်ပါတယ်တနည်းနဲ့ပြန်လာလိုက်တဲ့ခွဲစိတ်မှုဖြစ်လို့ဆေးရုံတိုက်နေရန်လိုအပ်ချက်မရှိဘူးလို့ပြောပါတယ်အချိန်ကတော့မတ်မီတော့ဘူးအဲ့ဒါကအနောက်လူတယောက်လုံးမေးစေထိုးထားလို့မတ်မီတာမရှိပေမဲ့ညနေခင်းမှာမေးစေပြေလာပြီးမျိုးလုံးဖွင့်လာတော့နည်းနည်းအနားယူပြီးငါအိမ်ကလည်းအနီးနီးနားဆိုတော့လမ်းလျှောက်ပြီးအိမ်ပြန်ခဲ့ပါတယ်ပြီးတော့အဲ့နောက်မှာတော့ဟုတ်ပါတယ်ငါတော့အချင်းနေနည်းနည်းပြင်းထန်တာမို့ကြီးထွားနေတဲ့အရွယ်စားကလည်းတလက်လောက်ရှိတော့တစ်ပတ်လောက်ထိအိမ်မှာနားနေပြီးကိုယ်တိုင်ပြက်လက်ဆန်းဆွိုင်းနေပြီးလို့နေရပါတယ်ပြီးတော့နေ့ငယ်ကုန်းပါရနောက်မှာဒီစေးရုံကိုပြန်လာပြီးတော့ခွဲစိတ်ပြီးနောက်အခြေအနေတွေကိုဆရာဝန်တွေစစ်ဆေးပေးကြပါတယ်ပြီးတော့အခြေအနေကတော်တော်လေးကောင်းလာပြီးခွဲစိတ်ခန်းလည်းအောင်မြင်တယ်လို့ပြောပေးခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ကျွန်တော်လည်းတော်တော်လေးတတိမထားမိသေးပေမဲ့တွားတဲ့အခါမှာသွေးနည်းနည်းထွန်နေသေးတယ်ဒါကတော့အဲ့ဒီအနာကြောင့်ဖြစ်တဲ့အပြင်းအစားဖြစ်တာမို့ယောဂမဟုတ်ဘူးဒါကြောင့်စိတ်ပူစရာမလိုဘူးလို့ပြောပေမဲ့သွေးနဲ့ရောနေတဲ့အခြေအနေကလည်းခွဲစိတ်ပြီးနောက်နှစ်ပတ်လောက်ထပ်ပြီးခွဲစိတ်ပြီးနောက်လုံးဝ9ပတ်လောက်အထိတော့တစုံတရာစိတ်ပူစရာကောင်းနေခဲ့တယ်ဘာကြောင့်စိတ်ပူရတာလဲဆိုတော့တကယ်လို့ပြောရရင်ရင်သွေးအိမ်ကြီးချင်းခွဲစိတ်မှုကိုခံယူဘူးတဲ့သူဆိုတာမကြားဘူးမိတ်ဆွေတဲ့ထဲမှာလည်းအဲ့လိုမျိုးမရှိဘူးဒါကြောင့်ဘလောင်းကြောင်ဘလို့အခြေအနေတွေဆက်ဖြစ်နေရမလဲဆိုတာလည်းမသိဘူးဒီလိုအခြေအနေကမနှက်ဖြတ်မှပြီးသွားမလားဒါမှမဟုတ်10နှစ်အကြာမှထိုင်ပြီးမလားဆိုတာမသိတဲ့အခြေအနေဖြစ်လို့စိတ်မတန်ခဲ့ဘူးဒါပေမဲ့အခုတော့အနှဲငယ်နောက်ကျသွားပြီမဲ့ငါအနေနဲ့ဒီခွဲစိတ်မှုကိုခံယူခဲ့တာတကယ်ကောင်းတယ်လို့ထင်တယ်အခုတလားခွဲလောက်အကြာမှာပါပဲတကယ်တော့ရခင်လုံခဲ့တဲ့30မာနီကြာခက်ခဲမှုတွေဟာမုံတီးစရာအဖြစ်တကယ်တော့မဟုတ်တလို့အခုတော့တကယ်တော့ဘဝပြောင်းသွားပြီလို့ခံစားရပါတယ်ဒါကြောင့်ဦးဆောင်ခဲ့တဲ့ဒေါက်တာဆန်ချိုင်းကိုလည်းကျေးဇူးတင်စကားပြောခဲ့ပါတယ်ငါအနေနဲ့လည်းဒီ RISM လို့ခေါ်တဲ့ခွဲစိတ်မှုနာမည်ကိုဂျပန်နိုင်ငံကလူတွေမတိကြသေးလောက်ဘူးထဲလို့ဒီအကြောင်းကိုမျှဝေချင်လို့ဒီနေ့ဒီမှာပြောနေပါတယ်အကြောင်းအရာကိုမျှဝေနေပါတယ်ဆိုတာပြောစရာကြည့်တော့ပါ